နေတာလဲဝေးနေတဲ့ကောင်မလေးတွေနေမလားပဲနေနေလဲကြာနေတဲ့အိမ်ပြင်မှာလဲအခန်းတွေကလူမာတော့မျက်ရည်ရွှဲရန်နေတဲ့လေးကိုဝစ်ပြီးအိမ်တော့ရန်အေးတဲ့ဆောင်းရသည်လေးမင်းနဲ့ကမသက်ဆိုင်ပေမဲ့အခုချိန်ထိကိုစိတ်ပူနေခဲ့အဆောင်တွေလဲတူတူလေးခြုံရှင်ကလူမျိုးပေါလာမနေနဲ့မျက်နှာလေးကိုတနက်ခါလေးမနေရောက်တော့မှသားပတ်နေမဲ့အခုချိန်မင်းလာရှိရင်မဆိုင်တော့ပေမဲ့ဖတ်ထားချိန်နဲ့မျိုးတွေမကွဲတဲ့ငိုင်းခွင်လေးလဲရန်ပဲအေးလာပါတယ်ဝေဝါတဲ့နေနေကြတဲ့ဒီကောင်ရဲ့နဲ့နမိတ်တဲ့ကိုလုံးဖို့မိကမရှိတော့အေးစိမ့်နေတာနေမသိပဲဒီစင်ပါရဲ့နေနေမကြတဲ့ဒီရင်ဘက်ထဲမှာတန်ရတွေသာမိလုံးပြီးတော့မျက်ရည်တွေကြတာဒီစင်ပါရဲ့နေနေမကြတဲ့ဒီရင်ဘက်ထဲမှာတန်ရတွေသာမိလုံးပြီးတော့မျက်ရည်တွေကြတာဒီစင်ပါရဲ့ဘာကြောင့်မို့အေးနေတာလဲဝေးနေတဲ့ကောင်မလေးတွေနေမလားပဲနင်းတွေလဲကြာနေတဲ့အိမ်ပြင်မှာလဲအခန်းတွေကလူမာတော့မျက်ရည်ရွှဲအရန်လွမ်းနေသူမဟုတ်စိတ်မချခဲ့ဘူးမင်းရှိတဲ့လူနာတွေ့ဖက်ပြီးရလားအရန်အေးတဲ့ဆောင်းရသည်မှာမင်းလေးကြီးဆိုင်ပါစိတ်ဘူးလို့ပြောတာပါမဆိုင်တော့မှန်တည်တယ်နေရလဲ